မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါရမယ်ပထမဦးဆုံးစစ်ကိုင်းမှုတွင်၄ရက်အတွင်းလူငယ်200ကျော်ပေါ်တာဆွဲဖမ်းဆီးခံရပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်ချုံနှောင်ခံထားရာစစ်ကိုင်းတိုင်းစစ်ကိုင်းမြို့ပေါ်ရှိအချက်အခြာကျသောနေရာများနှင့်ရက်ကွက်များအတွင်းသို့စစ်တပ်က၄ရက်ဆက်တိုက်ဝင်ရောက်စီးနှင်းကလူငယ်200ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်ဖေဖော်ဝါရီလ25ရက်နေ့မှဖေဖော်ဝါရီလ28ရက်နေ့အထိစစ်ကိုင်းမြို့ပေါ်ရှိလမ်းစုံများယထာဘူတာကားဂိတ်စစ်ကိုင်းတရန်ဂိတ်စစ်ကိုင်းနှပေါင်းနှင့်တပ်မ32အနီးရှိရက်ကွက်များအတွင်စစ်တပ်ကဧည့်စီရင်စစ်ဆဲခြင်းနှင့်လမ်းသွားလမ်းလာများကိုပိတ်ဆို့ရှာဖွေခြင်းများပြုလုပ်ကဖမ်းဆီးခဲ့ခြင်းထူကြောင်းသိရှိရပါသည်ဖမ်းဆီးခံလူငယ်တဦး၏မိသားစုဝင်တဦးကစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးတာက4ရက်ဆက်တိုက်ဆွဲတာလူငယ်200ကျော်လောက်ပါသွားတယ်စစ်ကိုင်းမြို့ပေါ်ရှိရက်ကွက်ထဲတွေမှာဧည့်စရင်ဆိုပြီးစစ်ဆေးပြီးလူငယ်တွေကိုဖမ်းဆီးသွားတာဖမ်းဆီးခံရသူတွေကအသက်25နှစ်ကနေ35နှစ်ဝန်းကျင်အမျိုးသားတွေဖြစ်ပြီးမိသားစုနဲ့တွေ့ခွင့်မပေးသလိုပတ်စံနဲ့ပြန်ရွေးလို့လည်းမရဘူးဟုပြောဆိုပါတယ်ဖေဖော်ဝါရီလ28ရက်နေ့ညနေပိုင်းတွင်စစ်တပ်၏ဖမ်းဆီးမှုခံထားရသည့်လူငယ်များကိုစစ်ကိုင်းတပ်မ33မှတဆင့်ဆယ်ဘေးကားများတံပြားကာကားများနှင့်မိုးကအုပ်တွဲကားများအပါအဝင်ရင်တန်းနှင့်မွန်ရွာမြို့ရှိအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာမာခတ်အတွင်းသို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်ဒေသခံတဦးကမနေ့ကဖေဖော်ဝါရီလ28ရက်ညနေပိုင်းမှာဆယ်ဘေးကားကြီးတစ်စီးတံပြားကာကား6စီးနဲ့အခြားရင်တန်းများနဲ့ဖမ်းထားတဲ့လူငယ်တွေကိုတင်ပြီးမွန်ရွာနာမာခတ်ထေကိုဝင်သွားတာတွေ့ရတယ်ဟုပြောကြပါနဲ့စစ်ကိုင်းမြို့တွင်ယခုကဲ့သို့အစုလိုက်အပြုံလိုက်ပေါ်တာဆွဲခြင်းမှာယခုအချိန်ထိပထမဆုံးမဟုတ်ပေပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ18ရက်မှ22ရက်နေ့အထိလဲမြို့ပေါ်ရက်ကွက်များနဲ့အလုတ်သွားအလုတ်ပြန်လူငယ်တေလာကျော်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့မှုကြောင့်သိရပါနဲ့လက်ရှိတွင်စစ်ကိုင်းမြို့အတွင်းစစ်တပ်၏စစ်ဆေးမှုများပုံမတင်းကျပ်ဆိုးရွားနေပြီးလူငယ်များအနေနဲ့တွာလာရခတ်ခဲကစိုးရင်ထိတ်လန့်မှုများမြင့်တက်လျက်ရှိကြောင်းသိရှိရပါတယ်အကြမ်းဖက်စစ်တပ်ကလာမယ့်မက်စလာအတွင်းစစ်မှုထမ်းအပတ်စဉ်23ကိုဖွင့်လှစ်နေဖြစ်ကြောင်းသိရှိရပါတယ်နောက်ထပ်ရရှိတဲ့သတင်းအသစ်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်စေရန် like and subscribe လေးလုပ်သွားခဲ့ကြပါဦးခင်ဗျာ